ခရစ်တော်ရဲ့အတွေ့အကြုံတစ်ခုတည်းတော်လွတ်မြောက်ခြင်းရဲ့ပြောနေရာခဏကဘာဦးချာခန်းကြီး6အငယ်14ပါကတော့ကဘာလူသားတွေအားလုံးရဲ့ဒီမိုက်မဲမှုတွေအတ္တမပြုမှုတွေဖြတ်စည်းမှုတွေဒီပြောလို့မကုန်နိုင်တဲ့ဒီလူသားများဟာလူသားမဆန်ပဲနဲ့လူသားအချင်းချင်းတာမကကဘာကြီးကိုမိုက်မဲစွာဖြတ်စည်းနေတော့အချိန်မှာထာဝရဘုရားဟာဤကဘာကိုဆေးကြောဖို့ရာတရားစီရင်ဖို့ရာနောအေကိုခေါ်ပြီးနောအေဒီကဘာကြီးကိုကျွန်တော်တရားစီရင်တော့မယ်အဲဒါကြောင့်ဒီကဘာကြီးမှာရှိတဲ့တတ္တဝါတွေအားလုံးပေါ့ဒီမင်းကြီးတွေအတ္တမနဲ့ပြည့်စုံနေပြီထို့ကြောင့်ဂောဖယတိတ္တာဖြစ်လေကိုတည်ဆောက်တော့ပြီးရင်အဲ့ဒီတိတ္တာတွေတစ်ခုနဲ့တစ်ခုကြားမှာပေါ့ဆက်တဲ့နေရာမှာထင်းရှူးစေးနဲ့ကတ်စေပေါ့ဆိုလိုတာကဘာလဲဆိုတော့ဒီနေ့ဒီကျမ်းစာကိုပြန်လေ့လာကြည့်တဲ့အချိန်မှာဒီကျမ်းတတ်ပုဂ္ဂိုလ်တွေကသူတို့ဘယ်လိုအနဲ့တိတ်ပဲဖွင့်ကြတယ်ဆိုတော့ခဏကဂောဖယတိတ္တာအာကာရှတိတ္တာပေါ့ဒါတွေကိုကြီးမားတဲ့နေဒီဆောင်ပြီးမှထင်းရှူးစေးကိုခိုင်ခန့်တော်အစေးအဖြစ်ပေါ့တုတ်ချင်းဟာဒီကြီးမားတဲ့နေရဲ့ဥမာသခင်ယေရှုခရစ်တော်ရဲ့အတားပေါ့ခန္ဓာဖြစ်တယ်ဆိုတဲ့အကြောင်းကိုပေါ်ပြထားတယ်။နောက်ပြီးဒီထင်းရှူးစေးကိုဗာနဲ့အနဲ့တိတ်ကိုဖွင့်တယ်ဆိုတော့ဒီသခင်ယေရှုခရစ်တော်ရဲ့အတွေးနဲ့တူညီတယ်ဆိုတဲ့အနဲ့တိတ်ကိုဖွင့်တယ်။ဆိုလိုရင်းကတော့ဗာလဲဆိုတော့ဒီလောကလူသားတွေအားလုံးဟာဒီအပြစ်ကြောင့်ပျက်စီးခြင်းကိုရောက်ကြရတယ်။အပြစ်ကြောင့်တရားစီရင်ခြင်းကိုရောက်ကြရတယ်။အပြစ်ကြောင့်တေခြင်းကိုရောက်ကြရတဲ့အချိန်မှာဒီကားတိုင်ပေါ်မှာအသေးခံသွားတဲ့သခင်ယေရှုခရစ်တော်ကောင်းကင်မှကြွလာတော့ဖခင်ရဲ့သားတော်ရဲ့ဒီခန္ဓာကိုယ်ကိုပေးဆက်ခြင်းအဖြစ်ဒီဘုရားတည်ဆောက်ခိုင်းတော်ဒီအာကာရှဒီကောဘာသာလေးကိုတည်ဆောက်ခြင်းအဖြစ်ပေါ့အထဲမှာနောအေမိသားစုတွေသူတို့ဒီလေတွင်းမှာဝင်းဒီမှာပေါ့နော်ဒီလေထဲမှာတိရစ္ဆာန်စုံဖူမစုံပေါ့အားလုံးလွတ်မြောက်ခြင်းကိုဖြစ်စေတကယ်လို့ယနေ့ခရစ်တော်ရဲ့ခန္ဓာကိုယ်အသေးခံခြင်းအဖြစ်လူသားတိုင်းအားလုံးဟာလွတ်မြောက်ခြင်းကိုရဖို့ရဥပမာပုံဆောင်ခြင်းဖြစ်ပါတယ်။နောက်ပြီးဒီထင်းရှူးစေးရတော့ပါလေဆိုတော့ဒီတို့ရဲ့ရေတွေယူစိတ်မှုမရှိအောင်ပေါ့ရေယူစိတ်တာအပေါက်တဲလေးဆိုရင်ယူစိတ်ပါများလာတဲ့အချိန်မှာလေထဲမှာရေတွေပြည့်ရှားပြီးလေကိုနစ်မြုပ်သွားစေနိုင်တယ်အတက်ကိုနှုတ်ယူတည်စေနိုင်တယ်အဲဒါကြောင့်ဒီရေမဝင်အောင်တိတ္တာပြားတစ်ခုနဲ့တစ်ခုကြားမှာဆက်တဲ့နေရာမှာအခန်းတစ်ခုနဲ့တစ်ခုဆက်တဲ့နေရာမှာထင်းရှူးစေးကိုတုံ့နှိမ့်ထားရမှာဖြစ်ပါတယ်အဲ့ထင်းရှူးစေးကိုဗာနဲ့အတိတ်ပဲဖွင့်လဲဆိုတာခဏပြောလို့ပေါ့သခင်ယေရှုခရစ်တော်ရဲ့အတွေးနဲ့အတိတ်ပဲပုံဆောင်ထားတယ်အဲ့ဒီအချိန်မှာရေကိုဗာနဲ့အတိတ်ပဲနဲ့ဖွင့်လဲဆိုတော့ယေရှုရဲ့သဘောတဘာဝဟာစီရင်ခြင်းရဲ့သဘောတဘာဝဖြစ်တယ်အဲကြောင့်ရေဟာတရားစီရင်ခြင်းရဲ့ပုံဆောင်ခြင်းဖြစ်ပါတယ်အဲကြောင့်တကဘာလုံးကိုတရားစီရင်တော့မယ်ဆိုရင်ရေအားဖြင့်ဖုံးလွှမ်းစေပြီးရေအားဖြင့်အပြစ်သားတွေလူသားတွေအားလုံးရဲ့အသက်ကိုနှုတ်ယူသွားတယ်ရေအားဖြင့်ဘယ်ဒုက္ခကိုရောက်စေခဲ့တယ်အဲကြောင့်ရေကိုပုံဆောင်တာကဒီအပြစ်တရားအနေနဲ့ပုံဆောင်ပြီးမှလေကိုပုံဆောင်တာကတော့သခင်ယေရှုခရစ်တော်ရဲ့ခန္ဓာကိုယ်ကိုပုံဆောင်ပြီးဒီတိတ္တာပြားတစ်ခုနဲ့တစ်ခုရဲ့ဈာမှာရေမဝင်အောင်လုံအောင်ပေါ့ရေလုံအောင်ကတ်ထားတဲ့အရာကိုထင်းရှူးစေးကိုပုံဆောင်ထားတာဖြစ်ပါတယ်အဲ့ဒါကဘာလဲဆိုတော့ကျွန်တော်ကျမတို့ဘဝဟာ
ဘေကန်ဒဘေနေယာမှာရေဝင်နိုင်လောက်တဲ့တရားစီရင်ချင်းဝင်နိုင်လောက်တဲ့ဒီဆက်ထားတဲ့နေရာအပေါက်တွေဆက်ထားတဲ့နေရာမလုံမှုတွေရှိနေတယ်လေဆိုတဲ့အရာကိုဒီနေ့စဉ်းစားဖို့ရဖြစ်တယ်တကယ်လို့များပေါ့ကျွန်တော်ကျမတို့ဘဝရဲ့အသက်တာမှာတရားစီရင်ချင်းဆိုတဲ့ရေရောက်လာတဲ့အချိန်မှာတကယ်လို့များကျွန်တော်တို့ဟာလုံအောင်မတုတ်လိမ့်ထားတဲ့တင်ပေါ်တစ်တာပြင်တစ်ခုနဲ့တစ်ခုလို့ကျွန်တော်တို့ဘဝရဲ့ဂျားမှာဟာကွက်များရှိနေခဲ့ရင်ဒီစီရင်ချင်းကြောင့်ကျွန်တော်တို့ဘဝဟာခေါင်းမဖော်နိုင်ဘူးဒီစီရင်ချင်းကြောင့်ကျွန်တော်တို့ဘဝဟာဆက်ပြီးရှေ့ကိုမတွားနိုင်ဘူးဘာကြောင့်လဲဆိုတော့သူကရေဝင်ပြီးလေထဲမှာရေတွေများလာပြီဆိုရင်လေးလာမယ်ထိုင်းလာမယ်နောက်ဆုံးကိုယ့်ရဲ့အသက်ကိုတော့နှုတ်ယူသွားမယ်အဲ့လိုမျိုးပေါ့ပြဿနာတွေကပိုပြီးကြီးလာနိုင်တယ်ဒီကြီးလာနိုင်တဲ့ပြဿနာတွေဒီယူပေါက်မှုယူစိတ်မှုတွေအားလုံးကိုကျွန်တော်တို့ဘဝမှာကျွန်တော်တို့ရဲ့ဖြစ်ချင်တဲ့စိတ်လောဘမောဟတွေဒေါသတွေကျွန်တော်တို့ငါဆိုတဲ့အတ္တတွေဒါတွေအားလုံးဟာဘာနဲ့တူလဲဆိုတော့ဒီတင်ပေါ်ကိုတီဆောက်တဲ့အချိန်မှာတင်ပေါ်ရဲ့ပြင်တွေတစ်ခုနဲ့တစ်ခုဂျားကယူပေါက်တွေရှိလာတဲ့အချိန်မှာတရားစီရင်ခြင်းဆိုတာဝင်လာတဲ့အခါမှာကိုဟာတိုးတက်နိုင်တယ်လို့မတိုးတက်ဘူးချမ်းသာနိုင်တယ်လို့မချမ်းသာနိုင်ဘူးပျော်ရွှင်နိုင်တယ်လို့မပျော်ရွှင်နိုင်တဲ့ဒီအရာတွေဟာတဖြည်းဖြည်းကိုယ့်ရဲ့ဘဝကိုရေလွှမ်းမိုးတဲ့အချိန်မှာစီရင်ချင်းခံရတဲ့လူသားတွေကဲလို့ဖြစ်လာမှာဖြစ်ပါတယ်အဲ့အချိန်မှာသခင်ယေရှုခရစ်တော်ရဲ့အသွေးအားဖြင့်ကျွန်တော်ကျမတို့ရဲ့ဘဝတွေကိုပြန်လည်ပြီးမှ cover တော့လုပ်ရမှာဖြစ်ပါတယ်အဲကြောင့် cover ဆိုတဲ့လုံခြုံမှုကို Hebrew ဘာသာစကားနဲ့ကတော့ kapha လို့ခေါ်တယ် Greek ဘာသာစကားနဲ့ကတော့ karuto လို့ခေါ်တယ်အတွေးတော်နဲ့ဖုံးလွှမ်းခြင်းအစင်းနဲ့တုတ်ထားခြင်းဖုံးချခြင်းဟူသောအတိတ်ပဲဖြစ်ပါတယ်အစင်းနဲ့မတုတ်ရင်ရေစိမ့်ဝင်လာပြီရေဆိုတာတရားစီခြင်းဖြစ်ပါတယ်အဲကြောင့်ကျွန်တော်တို့တွေဘဝမှာမမားကြတဲ့လူကတော့မရှိပါဘူးပြောမဆိုမကာယကံဝစီကံမနောကံအဖြစ်ကတော့အလုံးကတော့ပြုမိမာမိခဲ့မှာဖြစ်ပါတယ်ဒါပေမဲ့အရေးကြီးတာကဒီပြုမိမာမိလုပ်ခဲ့မိတော့အရာတွေဟာတရားစီရင်ခြင်းဆိုတဲ့အရာရောက်လာတဲ့အချိန်မှာကျွန်တော်တို့ဧကမုချာဘဝဟာဒုက္ခပေါင်းစုံဒုက္ခပင်လေထဲမှာခံရမှာဖြစ်ပါတယ်ဒါပေမဲ့ဒီဒုက္ခပင်လေထဲကိုခံရမဲ့စီရင်ခြင်းဘလို့ပဲလာပါစေဒီစီရင်ခြင်းအလုံးဟာကျွန်တော်တို့ဘဝမှာမဝင်နိုင်အောင်မရောက်နိုင်အောင်ကာကွယ်ပေးနိုင်တော့အတအစီဟာသခင်ယေရှုခရစ်တော်ရဲ့အတွေ့ဖြစ်တယ်ဆိုတဲ့အကြောင်းကိုရှင်းရှင်းလင်းလင်းဖော်ပြထားတာဖြစ်ပါတယ်ဒုတိယကတော့အတွေ့အဖြစ်တာအရာရာကိုအောင်နိုင်ခြင်းတကူပေါ့ထွေးမြောက်ရာကျမ်းအခန်းကြီး3မှာအရင်ဖတ်ပါမယ်ထွေးမြောက်ရာကျမ်းအခန်းကြီး3အငယ်9ကိုအဲ့မှာဘာပေါ်ပြထားလဲဆိုတော့ထာဝရဘုရားကလည်းအေဂတုပြည်၌ရှိသောငါ၏လူတို့ခံရသောငင်းဆဲခြင်းကိုငါစစ်စစ်မြင်ခဲ့ပြီသူတို့ကိုစေခိုင်းသောသခင်တို့ကြောင့်သူတို့မိသားသောအတန်ကိုလည်းငါကြားခဲ့ပြီသူတို့နာကျင်ခြင်းဝေဒနာကိုငါသိ၏သူတို့ကိုအေဂတုတို့လက်မှကယ်နှုတ်၍ခါနာနိလူဟိတိလူအာမောရှိလူဖရစီလူဟိဝိလူယေဘတိလူတို့နေရာနို့နှင့်ပြားရည်စီးတော်ပြီးတော့ငါခုဆောင်ပြီအဲ့မှာတစ်ဆက်တည်းကတော့ခဏကျွန်တော်အဖွင့်မှာဖတ်သွားတယ်ထွန်းမြောက်ရာချာခန်းကြီး7နှစ်အငယ်7နှစ်73မှာဘုရားသခင်ဟာယနေ့ညမှာတဲ့ဧကတုပြည်တပြည်လုံးမှာငါဒီထုတ်ချင်းခတ်သွား၍ဧကတုပြည်၌ရှိသောသူတို့၏တာဦးများနှင့်တိရစ္ဆာန်တို့ကိုတန်ခတ်၍ဧကတုပြည်၏ဖျားတို့ကိုငါစီရင်ပြီငါဒီထာဝရဘုရားဖြစ်၏တိုးတငယ်၏အတွေးတွေတင်တို့နေရာအိမ်၌တင်တို့၏လက္ခဏာတက်တယ်ဖြစ်၍ထိုအတွေးကိုငါမြင်သောအခါတင်တို့ကိုငါလွန်သွားမည်ပြောချင်တာကတော့စီရင်ချင်းဆိုတာဘုရားဟာအနေဒါလောကမှာ
ရှိပြီးသားလှုပ်ထားပြီးသားဆက်ပြီးစီရင်မှုတွေဟာလည်းရှိနေစမြဲဖြစ်မှာပါ။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ယုံကြည်သူကတော့ဘုရားကျွန်တော်မစီရင်တော့ဘူးလို့ထင်ကောင်းထင်နိုင်တယ်။ဒါပေမဲ့စီရင်ခြင်းဆိုတာကျွန်တော်အတွက်ရောတင်းအတွက်ရောမယုံကြည်တော့သူအတွက်ရောတကဘာလုံးအတွက်ရောဆက်ပြီးရှိနေမှာဖြစ်ပါတယ်။ဒါကဘာလဲဆိုတာအတ္တမအမှုတွေရှိတဲ့တွေကတော့စီရင်ခြင်းဆိုတာကတော့ရှိနေအောင်ပါပဲ။ဒါပေမဲ့ဒီစီရင်ခြင်းရှိနေတဲ့အချိန်မှာဒီစီရင်ခြင်းကလည်းစီရင်မှုကလည်းလွတ်မြောက်ဖို့တခုတည်းသောလမ်းဟာဒီဧကတုဒီမှာဖြစ်ခဲ့တဲ့အရာဟာမိမိရဲ့အိမ်ရှိတကာဝါ၌တိုးတငယ်ရဲ့အတွေးကိုတုတ်လိန်ထားတော့အိမ်မှာဒီစီရင်ခြင်းဆိုတဲ့တေတံစီရင်ခြင်းတာဝူတွေကိုစီရင်မှုကလည်းဖယားငါလွန်သွားပြီအဲ့အိမ်ကိုမဝင်တော့ဘူးအဲ့အိမ်မှာစီရင်ခြင်းမရှိတော့ဘူးငါဒီကြော်သွားပြီလွန်သွားပြီထို့ကြောင့်ပေါ့တော့ကျွန်တော်တို့ဒီအရာတွေကိုစဉ်းစားတဲ့အချိန်မှာဖယားဟာလူတွေအားလုံးရဲ့ဣတိလလူမျိုးတွေဖာရောမင်းရဲ့လက်ထဲမှာဒီဧကတုစစ်သားတွေရဲ့လမ်းတွေတုတ်တွေဓာတ်တွေအောက်မှာငင်းပန်းခြင်းနှိပ်စက်ခြင်းဖြက်စီးခြင်းရိုက်ရက်ခြင်းတန်းတွေကိုအလူအလေးခံရဒီမှာသူတို့ရဲ့ငိုတံတွေညီးတံတွေနီးတံတွေပြားကြားပြီးပေါ့ငါဒီကြားကြီးထို့ကြောင့်တင်တို့ကိုဒီဧကတုပြည်ကနေလွတ်မြောက်ဖို့ရာငါဒီပြုပြီပေါ့အဲ့အချိန်မှာဖယားဟာဘာတွေအရင်လုပ်တယ်လဲဆိုတော့ဒီဧကတုပြည်ကနေလွတ်မြောက်နိုင်ဖို့ရာပေါ့နမိတ်လက္ခဏာ10မျိုးလုပ်ခဲ့တယ်အဲ့မှာနမိတ်လက္ခဏာ9မျိုးကိုလုပ်တဲ့အချိန်မှာဒီဖာရောမင်းရဲ့ခိုင်မာသောစိတ်ပေါ့သူ့ရဲ့မပြောင်းလဲနိုင်သောစိတ်ကိုမလောက်ခတ်နိုင်ဘူးဒါပေမဲ့သူ့ကိုအနေငယ်တော့ကြောက်သွားစေတယ်သူ့ကိုအနေငယ်ကတော့ဒီစိတ်ထွေပြားမှုတွေကိုကတော့ပေးနိုင်တယ်ဒါပေမဲ့သူ့ရဲ့မာကျော်သောစိတ်ခိုင်ခန့်သောစိတ်သူတို့ဒီဣဒေလလူမျိုးတွေကိုလွတ်ငင်းဖို့ရတော့ဒီလွတ်ငင်းနိုင်ဖို့ရပေါ့ဖြစ်စေတော့စိတ်အထီတော့မတက်ရောက်တဲ့နမိတ်လက္ခဏာ9မျိုးရှိတယ်ဒီ9မျိုးကတော့ဗာလဲဆိုတော့နံပါတ်1ကတော့မောရှေအားဖြင့်ပေါ့ရေမတွေးကိုပြောင်းခြင်းဒုတိယကတော့ဖာကိုဒီတနိုင်ငံလုံးမှာပေါ့ဘုရင်ရဲ့ပရဝင်းအထီပေါ့ဒီဖာတွေမြောက်များဖြစ်စေတယ်ပြီးရင်ဖာကနေတတိယနမိတ်လက္ခဏာကတော့ခြင်းဖြစ်လာတယ်နောက်ပြီးနံပါတ်4နမိတ်လက္ခဏာကတော့ရင်ကောင်းတွေဖြစ်စေတယ်နံပါတ်5နမိတ်လက္ခဏာကတော့တနိုင်ငံလုံးကအနာစိမ်းတွေပေါက်စေတယ်နံပါတ်6နမိတ်လက္ခဏာကတော့အရေပြားတွေကိုရောင်ရမ်းကိုက်နာပြီးပုတ်ပွားစေတယ်နံပါတ်9ကတော့မိုးတီးထန်စေတယ်နံပါတ်10ကတော့ကျိုင်းကောင်တွေမြောက်များဖြစ်စေဒီမှာသူတို့ရဲ့ဒီတိုးလောင်ထားတဲ့တီးနာတွေကိုဖြတ်စည်းတယ်အိယာအထိကျိုင်းကောင်ရောက်လာတယ်နံပါတ်9ကတော့တနိုင်ငံလုံးမောင်မိုက်ခြင်းကိုဖြစ်စေတယ်အဲ့တော့နမိတ်လက္ခဏာအနေနဲ့ကြည့်မယ်ဆိုတော့ဒါကြီးမားမားတော့နမိတ်လက္ခဏာတွေဖြစ်တယ်မဖြစ်ဘူးတော့နမိတ်လက္ခဏာတွေလည်းဖြစ်တယ်ပေါ့ရေကိုတွေးပြောင်းစေတယ်ဒါပေမဲ့ဒီနမိတ်လက္ခဏာတွေကိုစာတန်နဲ့အတူစာတန်အလုတ်လုတ်တော့ဖာရောမင်းအတွက်ကတော့အနေငယ်ထိတ်လန့်မှုတော့ဖြစ်စေတယ်ကြောက်သွားတဲ့စိတ်တော့ဖြစ်စေတယ်နည်းနည်းလန့်သွားတဲ့စိတ်တော့ဖြစ်စေတယ်ဒါပေမဲ့ဒီနမိတ်လက္ခဏာ9မျိုးဟာဣသေလလူမျိုးတွေကိုလွတ်ပေးဖို့ရလုံလောက်တော့ကြောက်စိတ်တွေလုံလောက်တော့အဖြေမဟုတ်တော့ပါဘူးအဲကြောင့်ဒီဖာရောမင်းရဲ့စိတ်ကိုခိုင်ခန့်စေခြင်းဟာလည်းထာဝရဘုရားပေးထားတာဖြစ်တယ်ဆိုတဲ့အကြောင်းလည်းကြားချက်မှာပါတယ်အဲကြောင့်လောကမှာကျွန်တော်တို့တခါဒီနမိတ်လက္ခဏာတွေရှားတတ်ပါတယ်မဟုတ်လားအောင်းမှုတွေရှားတတ်တယ်စူတောင်းရင်ပျောက်တဲ့လူတွေကိုရှားတယ်နမိတ်လက္ခဏာဘယ်တွေလုပ်တဲ့အချိန်မှာစီးပွားလက်လာပါတွေတိုးလာမဲ့လူတွေကိုရှားတယ်နမိတ်လက္ခဏာအဖြစ်ပေါ့ရန်သူတွေကိုပုံနဲ့ချိန်မုန်းနိုင်တဲ့အရာတွေကိုကျွန်တော်တို့ယုံကြည်တယ်ဒါမဲ့ဧကမုတ်ချတေချင်းတရားကို
နှုတ်ယူနိုင်တဲ့စာသားဟာဒီနမိတ်လက္ခဏာလောက်ကိုဂယုမဆိုင်တော့ဘူးဆိုတဲ့အရာကိုဒီအချက်မှာပေါ်ပြထားတယ်။ဒါမဲ့ဒီလောကမှာကျွန်တော်တို့ရှာတော့နမိတ်လက္ခဏာတွေဟာကျွန်တော်တို့အတွက်လူမြောက်ခြင်းအမှန်ကယ်တားဆီးမှုကိုပေးနိုင်ခြင်းဒီဧကတုပြည်ကနေလူမြောက်နိုင်ဖို့ရလုံလောက်တော့အချက်လက်တွေမဟုတ်ပါဘူး။ဒါသိထားရမယ်။အဲကြောင့်ဒီမှာလဲနမိတ်လက္ခဏာကြိုက်တဲ့သူတွေအများကြီးရှိမှာပေါ့မဟုတ်လား။ဘုရားရေပေါ်ပြပါအောင်ဘုရားရေလှုပ်ပေးပါအောင်ဘုရားရေဖြစ်စေပါအောင်ရှားတဲ့လူတွေရှိမယ်။ဒါပေမဲ့ဒါဟာအမှန်တကယ်လူမြောက်ဖို့ရအတားအဆီးကိုကြော်သွားဖို့ရမှန်ကန်သောအဖြစ်ဧကတုရဲ့ဖာရောမင်းရဲ့နှလုံးသားထဲမှာမဟုတ်တော့ဘူး။နောက်ဆုံးကပါလေဆိုတော့နမိတ်လက္ခဏာထဲကအားလုံးထက်ပိုတော့အရာဟာဣတေလလူမျိုးတွေကတော့တိုးတငယ်ရဲ့အတွေးကိုပတ္တခါတိုးပေါ့နော်အဲ့ဒါကိုတကားမှာတုတ်လိခါရဲဂျန်တဲ့ဖာရောဘုရင်ကအစပေါ့ဧကတုမှာရှိတော့တာဦးအားလုံးကိုတေချင်းတရားနှုတ်ယူသွားတယ်အဲ့ချိန်မှာအောဖွယ်ကောင်းတဲ့နမိတ်လက္ခဏာဘာလဲဆိုတော့တခြားမဟုတ်ပါဘူးတိုးတငယ်ရဲ့အတွေးဖြစ်တယ်အဲ့တိုးတငယ်ရဲ့အတွေးကိုဒီနေ့ဘုတို့ရဲ့အတွေးလဲဆိုတော့ကျွန်တော်တို့ကဒီတော့တကယ်ယေရှုခရစ်တော်ရဲ့အတွေးဖြစ်တယ်ဒီတွေးတာလေကျွန်တော်ရဲ့ဘဝကိုလွတ်မြောက်စေဖို့ရဖြစ်တယ်ဒီတွေးတာလေကျွန်တော်ရဲ့ဘဝကိုလုံခြုံဖို့ရကျွန်တော်ရဲ့အသားစီးတွေကိုကာကွယ်ဖို့ရဖြစ်တယ်အဲ့ဒီနောက်ပိုင်းမှာတော့ဖာရောမင်းဟာသူငိုပြီးတေချင်းတရားနဲ့ရင်ဆိုင်ရတဲ့အချိန်သူ့ရဲ့တာဦးအသက်နှုတ်ယူသွားခံရတဲ့အချိန်မှာသူရဲ့ငိုကြွေးမှုတွေရှိလာပြီးဣတေလလူမျိုးတွေရဲ့တာဦးတွေအလုံးလွတ်မြောက်တယ်ပြီးဧကတုပြည်ကနေနှုတ်နဲ့ပြားရဲ့စီတော်နိုင်ငံကိုဘုရားဟာခေါ်ဆောင်သွားတာကိုတွေ့ရတာဖြစ်ပါတယ်အဲဒါကြောင့်ကျွန်တော်ဒီမှာပြန်ပြီးမှလေ့လာကြည့်မယ်ဆိုရင်နံပါတ်3အနေနဲ့ကတော့အတားစီးမဲ့လူမြောက်ခြင်းဟာဆာလံ3ခုနှစ်8မှာရောပါတာပေါ့နော်ဒီမှာယောဟန်8:36မှာရောတားရီတင်တို့ကိုလွတ်၍ဧကအမှန်လွတ်ချလိုက်ပြီဆာလံ3ခု8မှာတော့ဒါဝိမင်းကြီးဟာလည်းအဲ့လိုပါပဲသူကဖျားစကောင်းနားထောင်တော်သူလက်ပလာနဲ့ချင်းတဲ့ကိုနိုင်တော်သူဂေါလိယတ်ကိုလည်းနိုင်တော်သူဖြစ်ပါတယ်ဒါပေမဲ့တနေ့ကျရင်အပြစ်တရားဆိုတာသူရှိသူအပြစ်ပြုတ်ခဲ့တာပေါ့ပြုတ်ခဲ့တော့စီရင်ချင်းဆိုတာသူရှိရောက်လာတော့ဒါဝိရဲ့နန်းတွင်တိမ့်ခံရတယ်အဲ့မှာကလေးတွေညီခေတွေအားလုံးကိုကျွေးနေရတယ်တပ်ဖြတ်မှုတွေရှိတယ်တွေးတွေသူ့ရဲ့နန်းတွင်မှာပေါ့တွေးတွေကနေရာတိုင်းမှာပေးချနေခဲ့ရတယ်တွေးဆုံးခဲ့ရတယ်အဲ့ချိန်မှာဒါဝိမင်းကသူငိုယူတယ်ဒါမဲ့သူပါပြောလဲဆိုတော့ဘုရားဟာတူဒီတော်ကေဒီတော်ရှင်ဖြစ်တယ်ဘုရားဟာတူဒီတော်တာစီဖြစ်ပါတယ်ဘုရားဟာတူဒီတော်လွတ်မြောက်ခြင်းကိုပေးနိုင်တော့ဘယင်းတကာရဲ့ပြည်ဖြစ်ပါတယ်ချောရဘုရားကေတော်မူပါပေါ့လူစုတောင်းတဲ့အချိန်မှာချောရဘုရားသူ့ကိုပြန်နေပြီးမှဒီအတားအဆီးအဖြက်စီးကနေသူ့ကိုကေလွတ်ပေးတယ်နောက်ပြီးယောဟန်ခန်းကြီးတော်ငယ်14-15မှာလဲခရစ်တော်ဒီဟာလွတ်မြောက်ခြင်းအတွက်မျှော်လင့်ရာတစ်ခုတည်းတော့ပေါ့ဒီမွေကျေးမွေရုပ်ကိုအမြင့်တောင်ကုန်းမှာချိတ်ထားတဲ့အချိန်မှာမွေပေါက်ခါရတယ်မီးမွေပေါက်ခါရတဲ့ဣတေလလူမျိုးတွေအားလုံးဟာယုံကြည်ခြင်းအဖြစ်ဒီမောရှေထောင်ထားတော့ကျေးမွေကျေးနဲ့ရုပ်ထုလောက်ထားတဲ့မွေပေါ့အဲ့မွေကိုယုံကြည်ခြင်းအဖြစ်ကြည်တော်သူတိုင်းဟာကြောက်ကင်းတကယ်တော့တကယ်ယေရှုခရစ်တော်ရဲ့ကားတိုင်ကိုယုံကြည်ခြင်းအဖြစ်ကြည်တော်သူတိုင်းဒီစီရင်ခြင်းကနေလွတ်မြောက်လာမှာဖြစ်ပါတယ်ကျွန်တော်တို့တခါတလေပေါ့ဥစ္စာမရှိခြင်းဟာကျွန်တော်တို့အတွက်အတားအဆီးတစ်ခုပေါ့ဘဝရဲ့တိုးတက်မှုအတားအဆီးတစ်ခုထင်ကောင်းထင်နိုင်မှာဖြစ်ပါတယ်ခါဒီချမ်းသာခြင်းနှိမ့်ဆွေမရှိခြင်းဟာလည်းကျွန်တော်တို့အတွက်တခါတလေအတားအဆီးကြီးတစ်ခုလို့ထင်ကောင်းထင်နိုင်လိမ့်မယ်ဖြစ်ပါတယ်ဒါမဲ့ဒီမရှိခြင်းတွေဟာကျွန်တော်တို့အတွက်တကယ်အတားအဆီးမဟုတ်ပါဘူးရှိခြင်းမရှိခြင်းထက်အပြစ်ရှိသောသူတွေဟာလည်း
必须罗土里撒旦也欧苏木奥马西罗土里做罗做马路里哈，地做罗也阿别找，谢谢呀么不话嘛，阿达是西来的苏来呀，新鲜西来的苏来呀，我看你做罗没了达达的。ဒီမရှိချင်းဟာကျွန်တော်တို့အတွက်အဓိကမဟုတ်ပဲနဲ့အပြစ်ကြောင့်တရားစီရင်ခြင်းဟာကျွန်တော်တို့အတွက်အဓိကဖြစ်လာတယ်။အဲ့အချိန်မှာကျွန်တော်တို့ဟာသခင်ယေရှုခရစ်တော်ကိုယုံကြည်ခြင်းအပြင်ခရစ်တော်ရဲ့ဒီအတွေးအဖြစ်ဒါလေလွတ်မြောက်ခြင်းဆိုတာတခုတည်းတော့အသာစီပေးနိုင်တော့အရာတခုတည်းတော့ကာကွယ်ပေးနိုင်တော့အရာဖြစ်တယ်ဆိုတဲ့အရာကိုလည်းမမေ့လျော့ဖို့ရာအရေးကြီးပါတယ်။ဒီခါလေးကျွန်တော်တို့ဒီအပြစ်ကြောင့်ပေါ့လူတွေကဟိုအလုတ်မလုတ်ခင်မှာဟိုကျွန်တော်ရဲ့လုပ်ငန်းခွင်ထဲမှာမရောက်ခင်စီးပွားရေးလောကမှာမရောက်ခင်ပညာရေးနေပေမှာမရောက်ခင်မှာဒီအပြစ်တွေကြောင့်စာသာကကျွန်တော်တို့ကိုဘာဖြစ်စေလဲဆိုတော့စီရင်ချင်းအလားဖြစ်စေလဲဆိုတော့နံပါတ်1ကတော့ afraid ပေါ့ကြောက်လန့်စေတယ် so afraid ကြောက်လန့်ခြင်းကလည်းခင်ယေရှုခရစ်တော်ရဲ့လွတ်မြောက်ခြင်းအတွေ့အဖြစ်ကျွန်တော်ကဲတင်ခြင်းအဖြစ် brave for တတိရှိလာတယ်ဒီဘက်ကိုပြောင်းသွားတာပေါ့စိတ်နှလုံးမှာဒီလိုပြောင်းသွားရင်တော့ဟိုမှာစီးပွားရေးနေပေမှာတော့မအောင်မြင်စရာအကြောင်းမရှိတော့ဘူးကျွန်တော်စိတ်နှလုံးဟာအပြစ်ကြောင့်ပေါ့ resentment မခံမရနိုင်ခါတီးတော့တိတ်ခါမေတော့ဘဝလိုပေါ့ခံစားရတယ်ဒါပေမဲ့သခင်ယေရှုခရစ်တော်ရဲ့အတွေ့အကြုံတစ်ဖက်မှာ be happy ပျော်ရွှင်ခြင်းပြန်လဲအစားထိုးလာတယ်ဒါရရှိချင်းမရှိချင်းနဲ့မဆိုင်ဘူးကျွန်တော်ဆိုမှဖြစ်နေတဲ့အရာကိုပြောနေတာနောက်ပြတစ်ခုကတော့ဒီအပြစ်ကြောင့် feel guilty ပေါ့မဲရအပြစ်ရှိတယ်လို့ပေါ့နော်မဲရ guilty ဖြစ်တယ်ပေါ့ခံစားနေရတယ်ဒါပေမဲ့ဒီနေရာကနေဟိုဘက်ကတော့ goodness success ပေါ့အောင်မြင်ခြင်းဆိုတာဖြစ်လာတယ်အဲ့လိုပါပဲအထီးကျန်မှုတွေကျွန်တော်စိတ်ထဲမှာစောဒကတက်မှုတွေဝမ်းနည်းမှုတွေ worry စိုးရိမ်ပူပန်မှုတွေဒါတွေဟာကျွန်တော်ရဲ့ကြီးမြတ်သောဘဝကိုတိဆောက်တော့အချိန်ခါပါကျွန်တော်ရဲ့ဖြစ်တည်မှုထဲမှာအခုလိုဖြစ်နေတဲ့နိုင်ငံရေးတို့စီးပွားရေးတို့ချုပ်ချုံကြမှုတွေကတော့ထားလိုက်တော့ဒါဒုတိယအစစ်မဲ့ဒါပေမဲ့ပထမကပါလဲဆိုတော့ကျွန်တော်စိတ်ထဲမှာဖြစ်နေတဲ့ worry ပူပန်မှုတွေကျွန်တော်ရဲ့ဝမ်းနည်းမှုတွေအဖြစ်ကြောင့်ဖြစ်နေတဲ့ guilty တွေဒါတွေအားလုံးဟာကြီးမားတဲ့ဘဝကိုတိဆောက်ဖို့ရတယ်ခက်ခဲလာတာပေါ့အဲ့အချိန်မှာသခင်ယေရှုခရစ်တော်ဟာကျွန်တော်ရဲ့တာရွေ့ကြီးသောဘဝကိုတည်ဆောက်တော့အခါကြောက်စရာကောင်းသောအရာတားဆီးတွေကိုဖယ်ရှားပေးပါတယ်အဲ့မှာကျွန်တော်အများအားတွေ့နေတာတခုရှိပါတယ် if you lose money ပေါ့ဒီမှာဥစ္စာပစ္စည်းရှုံးရင် you lose nothing ဒီဘာမှမရှုံးသေးဘူး you lost nothing ဘာမှမရှုံးသေးဘူး if you lose your health ဒါမဲ့ကျမ်းမာရေးထိခိုက်လာပြီဆုံးရှုံးလာပြီဆိုရင် you have lost something ဒီမှာတခုခုကတော့စိတ်သက်နော်ကြာမှုတွေဟိုလှုပ်ချင်တာတွေမလှုပ်နိုင်ဖြစ်ချင်တာတွေမဖြစ်နိုင်တော့ကျမ်းမာရေးဖောက်လာရင်တော့တခုခုကတော့ရှုံးလာပြီဒါမဲ့ဒီအပြင်လောကစကားမှာက but if you lost character ပေါ့ဒီရဲ့အကျင့်စာရိတ္တအမှုအကျင့်တွေဆုံးရှုံးခဲ့ပြီဆို you lose everything အရာရာတိုင်းဆုံးရှုံးမယ်ဒါမဲ့ဘာသာရေးမှာကတော့ if you lost life living ပေါ့နော် life ပေါ့ဒီရဲ့တက်ရှင်တမှုဝိညာဉ်ရေးရာဆုံးရှုံးမှုဆိုရင်အခုရောရှုံးမယ်နောင်ကာရတော့ရှုံးမယ်ထာဝရဆုံးရှုံးသွားမှာဖြစ်ပါတယ်အဲကြောင့်ကျွန်တော်တို့ဟာသခင်ယေရှုခရစ်တော်ရဲ့အတွေးတော်ဟာအပြစ်ဘလောက်ပဲများပါစေခက်ခဲပေါင်းဘလောက်ပဲများပါစေကျွန်တော်တို့ချီနှောင်ထားတဲ့အရာဘလောက်ပဲများပါစေတင်းဘောထဲမှာရေဟာစိတ်ဝင်လာဖို့ရကတော့အစဉ်တင်းရှိပါတယ်ဘဲမှာရေလိုင်းလုံးကြီးဒါမဲ့စိတ်မဝင်နိုင်အောင်တုတ်လင်းထားတဲ့အရာဟာထင်ရှူစေဖြစ်ပါတယ်အိမ်ထဲမှာတေမင်းတမဟာအချိန်ရွေးရောက်လာပါတယ်တာဝုဘိုရဲ့အသက်ကိုနှုတ်ယူဒါမဲ့အိမ်ရှေ့မှာတုတ်လင်းထားတာသခင်ယေရှုခရစ်တော်ရဲ့အတွေ့ဖြစ်ပါတယ်ကျိုးရဲ့နှလုံးသားထဲမှာစာသာမာနရဲ့ဝင်ရောက်ကျူးကျော်ခြင်းတရားစီရင်ခြင်းဟာအချိန်မရွေးရှိနေပါတယ်ဒါမဲ့ဒီအရာတွေကိုတားဆီးနိုင်ဖို့ဟာသခင်ယေရှုခရစ်တော်ရဲ့အတွေ့တော်ဖြစ်တယ်ဆိုတဲ့အကြောင်းကိုဟောကြားရင်းနဲ့ကျွန်တော်တို့ပူပီမှုတွေစိုးရိမ်မှုတွေအားလုံးကနေဒီအတွေးအဖြစ်အောင်မြင်ခြင်းလွတ်မြောက်ခြင်းဆက်ပြီးဘဝကိုပုံမတိုးတက်သောဘဝကိုရောက်ခြင်းကိုကြိုးစားကြပါစို့လို့ဒီများနဲ့
ဟောကြားရင်းနဲ့နေကုန်းချုပ်လိုပါတယ်